ပြင်းဦးတွေမှာဗမော်ရဲ့နာမည်ကြီးတဲ့ဒင်းကျင်စာဒီမှာလာဖွင့်နေပြီဆိုင်နာမည်က MJ လို့ခေါ်တယ်ဒီမှာ MJ မိုးကျင်ဆိုင်ကိုရောက်နေတာဖြစ်ပါတယ် MJ ဒင်းကျင်ဆိုင်ပေါ့နော်လိပ်စာကတော့ကျွန်တော်တို့ပြင်းဦးတွေမျိုးမပလီဘေးလမ်းကြားထဲမှာရှိတာပါဟုတ်တယ်ဟိုဘာတွေရတော့ကျွန်တော်ကဒိန်ကျင်အဓိကပဲဒိန်ကျင်တော့ဘာတွေရသလဲဒိန်ကျင်ရမယ်ဒိန်စတော်ရမယ်ကျွန်တော်တို့အဲ့ coffee A တို့အဲ့ note တစ်ခွာတို့ note A တို့ရတယ်ကျွန်တော် strawberry ကဟိုလာပေါ့လုံးဝ organic အစ်စ်အတီးပဲကိုဟုတ်ဒိန်ကျင်နဲ့ strawberry နဲ့တောက်မှာပေါ့ဆိုနှစ်ခွက်ပေါ့ဟုတ်ကဲ့ဟုတ်ဒိန် store လားဒိန် store တစ်ခွက်ဒိန်ကျင်တစ်ခွက်နော်ရေးကြည့်မယ်လေဟုတ်ကဲ့ဟိုဒါရောင်းတာကြာပြီလားကျွန်တော်တို့ကရောင်းတာကြာပြီဒီမှာကတော့ခုမှရောက်တာပေါ့ကျွန်တော်ဟိုနေ့ live ပေါ်မှာတွေ့လို့လေဟုတ်ကဲ့ဘမမာတော့နာမည်ကြီးတယ်ပြောတယ်ဘမမာကတော့ကျွန်တော်တို့ကကျွန်တော်ဆိုင်အကြီးဆုံးပဲဒီကြောင်းလာဘယ်လောက်ရှိတယ်ဟိုကကျွန်တော်ကအခုဒီမှာတစ်လလောက်ပဲရှိသေးတယ်ဟုတ်တယ်အဖိုးလက်ထက်ပေါ့ဟုတ်တယ်အဖိုးလက်ထက်ပြီးတော့ဖေးပြီးတော့အခုကျွန်တော်တို့လဲပေါ့ဖေးပြီးတော့60ကျော်ပြီးတော့1960ငါတို့တပိတ်တာဘယ်လောက်ခဲ့တပိတ်တာမှဟို10 12ချက်အဲ့လိုလောက်ခဲ့ပေါ့ဟုတ်တစ်ခွက်ကို3 4 5ချက်လောက်နေအစပြောက်အဲ့လောက်ကိုင်းဟုတ်တယ်အဲ့တက်တက်ကြာပြီပေါ့ဆိုတက်တန်းကြာပြီနင်း90ကျော်ပြီတို့ခုမင်းမျိုးတော့လူတွေတော်တော်သိကြလားဒီကြတော့မင်းမျိုးကတော့အခုကတော့ကျွန်တော်ထင်တာတော့တိပါပြီဟို20ရာခိုင်နှုန်းတော့တိပြီထင်တာပဲဘမမာကျွန်တော်မေးကြည့်တော့ဘမမာလူတိုင်းတော်တော်သိရတော့ဒီ MJ ဘမမာကတော့ကျွန်တော်ကပြီးကြတော့ဟိုပြင်ဦးတင်လို့ပြောမှဆိုဟို coffee တို့မလိုက်နို့တို့ပေါ့ကျွန်တော်တို့ဘမမာကြတာဒိန်ကျင်တို့မြစ်ချင်ခောက်ဆွဲတို့လက်ခွန်းတီတို့အဲ့လိုမျိုးတွေကကျွန်တော်တို့ရဲ့ train မှာပေါ့ကျွန်တော်မျိုးရဲ့ train မှာပေါ့ဘမမာကျတော့ဒိန်ကျင်ဆိုင်မနဆိုင်လောက်ရှိတော့အကိုနဲ့ဘမမာကဒိန်ကျင်ဆိုင်ကရှိတယ်၄၅ဆိုင်တော့ရှိတယ်အကိုတို့နာမည်ကြီးတယ်နော်ကျွန်တော်တို့ကတော့အဆိုင်အကြီးဆုံးပဲဒီနာမည်ဒီကအရသာဘလို့ကြိုက်တော့စာလာတောက်တဲ့လူတွေကြတော့အစိမ့်မဲတောက်ကြတာများတယ်စိမ့်လေးပေါ့ဒိန်ကျင်ကဟုတ်ကျွန်တော်လည်းအဓိကအစိမ့်အဲ့လိုခက်ခဲလေးပေါ့ဒီလိုခက်ခဲလေးပဲလုပ်ကြတယ်ကျွန်တော်မြင်တာခုနမြင်တာအဲ့လေမေးမလို့သူကဟိုလိုလေကျွန်တော်ခက်ခဲလေးပေါ့ဒါဆိုနုကဲပုံတယ်ဗျာဟုတ်တယ်အဲ့ခုနအခုတော့မေးကြတာဒါပါရောအဲ့လိုခဲအောင်လုပ်တာပေါ့ကျွန်တော်တို့ဒါဘမမာတော့ဒီလိုပုံစံပဲဒီပုံစံပဲဒါပေမဲ့ဒီထက်ပိုကောင်းတယ်ဟိုဘက်ကနွားတို့တွေကကျတော့ဟိုဘယ်လိုမှတဘာဝလို့ဒါကြောင့်မွေးမြူရလို့ဆိုတော့နည်းနည်းအသားလေးမှာတော့ဒီကနုညံ့မှုနည်းနည်းกว่าဟိုဘက်ကတော့ပိုနုညံ့နုတော့ဟုတ်ဒီကကြောင့်အသားနည်းနည်းလေးကျန်တယ်တင်းရင်လုံးရတာခက်လားတင်းရင်လုံးရတာဒီမှာတော့ပြင်ပန်းတယ်ဟုတ်လားပြင်ပန်းတော့ဒီမှာပြင်ပန်းတယ်ဘာလို့လဲကျွန်တော်တို့သူကသူ့ရဲ့ဘယ်လိုမှခဲအောင်လို့သူ့ရဲ့အရေးကိုကျွန်တော်တို့ကခန်းအောင်လုပ်ရတာသူ့ရဲ့ဟာအဲ့ဒါကျတော့တော်တော်ခက်တယ်ဒီမှာကျတော့တော်တော်အချိန်ပေးရတယ်ဟိုမှာဆိုကျွန်တော်တို့အချိန်တရားကိုလုပ်ရင်ဟိုလောက်ပဲတနာရီ2နာရီဆိုပြီးပြီအခုပြောလို့ဆိုဗမောကဟိုနွားနဲ့ဒီဟာနဲ့မတူဘူးကွာတယ်ဟိုကကျွန်တော်တို့ဘက်ကတဘာဝလေအဲ့ဒါနဲ့ကိုယ့်ဘက်ကနဲ့ပြန်တော့ကျင့်ရမှာပေါ့ဟုတ်အလေးကျင့်ပြောတော့ဟုတ်တယ်ကျွန်တော်တနာရီလောက်လောက်ရမယ့်ဟာဟုတ်တယ်ပိုရင်လည်းပိုသွားမှာပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒါတော်တော်ဆန်းမှရတလားလောက်ကိုမှလောက်ရအဲ့လိုဒါကိုစိတ်ကြိုက်ဖြစ်သွားလားအခုကတော့ဒါစိတ်ကြိုက်ဖြစ်သွားပြီခဏပြောတော့ဒီအသားပိုင်းဆိုင်ရာလေးတော့နှုံညံ့မှုတော့ကွာတယ်ခဲတာတော့အဲ့ဘမော quality ကိုရပြီဒီလိုခဲလေးရပြီပေါ့ဒါခုနပြောလို့ပေါ့နှုံညံ့မှုတော့ကွာတယ်ဘမောလေးပေါ့ဒီကောင်ကြတော့ပါတော့သူကအဓိကဒါအသက်ပဲနှုတ်ချင်မှာသူကကျွန်တော်တကြားထည့်ပြီးရင်သူကနှုတ်အနှစ်ပေါ့နှုတ်အနှစ်ကိုသူကတကြားရည်နဲ့သူနဲ့အဲ့ဒါနဲ့မွေပြီးဖြော်ပေးနှုတ်ချင်ပူစိတ်သွားတာပေါ့တောက်လို့ပူကောင်းတော့တကြားကြီးပဲတည်တတ်မဟုတ်ဘူး